အားလုံးပဲမင်္ဂလာပါပြည့်စုံတဲ့ပြည့်စုံကြဲဖြစ်ပါတယ်ပြည့်စုံပေါ့နော်ဒီပြည့်စုံဒီ emotion ကိုနောက်ပြီးတော့အဲ့တော့ပေါ့နော်ဒီစာအုပ်ကိစ္စရောရုပ်ရှင်ကိစ္စရောနဲ့ဆိုတော့လေးဘယ်လိုရမလဲဒီ YouTube ဘက်ကိုမ run ဖြစ်တာလည်းကြာပြီပေါ့နော်အဲ့ဒါကြောင့်မို့လို့ပုံမှန်ဆိုလို့ရှိရင်တော့ပြည့်စုံ Facebook မှာဒီ live တွေလွှင့်ပေးရင်ပေါ့နော်စာအုပ်အကြောင်းနဲ့ပတ်သက်လို့ရှိရင်ပြည့်စုံညပိုင်းကြီးဆိုလို့ရှိရင် live တွေလွှင့်နေနောက်ပြီးတော့စာရေးတင်နေပေါ့နော်အဲ့လိုလုပ်ဖြစ်တာပါဒါပေမဲ့အခုကျတော့ပြည့်စုံဒီ YouTube ဘက်လေးကိုလည်းနည်းနည်းလေး run ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည့်စုံဗီဒီယိုအနေနဲ့ပဲအခုတင်လိုက်တာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကျတော့ပြည့်စုံဘာကိုပြောပြချင်လဲဆိုတော့ဒီ Stephen King ရဲ့ The Mist ပေါ့နော်။ဒီ link ဘာသာပြန်ထားတဲ့ဒီ Mew ဆိုပြီးတော့မှဘာသာပြန်ထားတဲ့စာအုပ်အကြောင်းပြောပြချင်တာပါ။ပထမဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ပြည့်စုံကအရင်ကတည်းက Stephen King ရဲ့စာအုပ်တွေဆိုလို့ရှိရင်အဲ့လိုပေါ့နော်ဒီဘာသာပြန်အနေရောနောက်ပြီးတော့ဒီ original တွေရောပေါ့နော်အဲ့ဒီဟာတွေအကုန်ဖတ်ခဲ့တယ်နောက်ပြီး interview တွေအထိပေါ့နော်ဒီ Stephen King ဟာကြိုက်တယ်ပါပါတယ်ပေါ့နော်ဒါကြောင့်မလို့သူ့စာအုပ်တွေအများကြီးဖတ်ခဲ့အဲ့တော့တယောက်နဲ့တယောက်ကလည်းဘာသာပြန်ပုံတွေမတူဘူးပေါ့နော်ဆရာချမ်းမြေဝင်းနဲ့ဒီဆရာလင်းခန့်ဆိုတာလည်းဘာသာပြန်ပုံချင်းကလည်းသူ့အနေနဲ့သူတွက်တဲ့ပုံချင်းကမတူဘူးပေါ့ဒါပေမဲ့နှစ်ယောက်လုံးကတော့တွက်ပါတယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒီနေ့ကတော့ဒီလင်းခန့်ဘာသာပြန်ထားတဲ့ Mew ဆိုတဲ့ဒီဘာသာပြန်ဝတ္ထုပေါ့နော်ဘာသာပြန်ဝတ္ထုအကြောင်းကိုပြောပြပေးတာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့သူက Mew ဆိုတဲ့အတိုင်းပဲပေါ့နော် Mew တွေကနေပြီးတော့ဒီလူတွေကိုတိုက်ခိုက်တဲ့အကြောင်းပြောမှဆိုရင်တော့နည်းနည်းထူးဆန်းထွေလာလို့ပြောရမလားဒါမှမဟုတ်တဘာဝလွန်လို့ပြောရမလားပေါ့နော်အဲ့လိုပုံစံဖိုင်းလေးကိုသွားထားပါပုံမှန်ဆိုလို့ရှိရင် Stephen King က horror တွေလည်းရေးတယ်ပေါ့နော်နောက်ပြီးတော့ခုနပြောတော့လိုမျိုးထူးဆန်းထွေလာရေးတယ်ဒီ Joyland တို့ပါလို့ဆိုရင်လည်းအဲ့လိုပုံစံမျိုးပဲပေါ့နော်နောက်ပြီးသစိမ်းပေါ့နော်သစိမ်းဆိုလို့ရှိရင်ဆရာချမ်းမြေဝင်ဘာသာပြန်ထားတာပေါ့နော်အဲ့လိုမျိုးလေးဆိုလို့ရှိရင်လည်းတကယ်ကိုဖတ်လို့ကောင်းတယ်ပေါ့နော်ပြီးတော့ Stephen King ကပြည့်စုံပေါ့နော်တခုသူ့ interview ထဲမှာကြားဖို့တာဘာလဲဆိုတော့သူကပေါ့နော်ဘာလို့သူဒီဟာတွေရေးရလဲဆိုတော့တကယ်တော့သူကြောက်တဲ့အရာတွေကိုသူကရေးတာပေါ့နော်သူများရင်လည်းတူတူကြောက်ဖို့တော့သူကရေးတာဆိုပြီးတော့သူပြောခဲ့တယ်ပေါ့နော်အဲ့လိုပါပဲဒီမှာတော့ကကြတော့သူကဒီ Mew တွေရဲ့တိုက်ခိုက်ခြင်းခံရတဲ့ဟာကိုရေးထားတာပေါ့နော်ဒီတဘာဝလွန်အနေနဲ့သူကရေးထားတာပေါ့ဆိုတော့ဇလန်းအဆမှာဆိုလို့ရှိရင်ဒီပေါ့နော် David ဆိုတဲ့ကောင်လေးပေါ့ David ဆိုတဲ့ကောင်လေးဆိုတာတဲ့သူ့မှာကြတော့မိန်းမရှိရပေါ့နော်ဒီ Steffi ဆိုတဲ့မိန်းမရှိရနောက်ပြီးတော့ Billy ဆိုတဲ့သားလေးတယောက်လည်းရှိရပေါ့ဆက်စချင်းမှာသူတို့ကမှုန်တိုင်းတိုက်တာလည်းကြုံရတာပေါ့သူတို့အိမ်မှာနေနေမှာသူတို့ကကန်းဆန်းနဲ့နီးရပေါ့နော်ကန်းဆန်းနဲ့နီးရအဲ့ဒါကြောင့်မို့လို့သူတို့မှုန်တိုင်းတိုက်တဲ့ခါမှာတော်တော်ပြင်းပြင်းထက်ထက်လေးဒီတိုက်ခဲ့ပေါ့နော်တစ်ပင်တွေလည်းလဲတယ်နောက်ပြီးသူတို့ဒီအေကန်နဲ့ထီကိုတစ်ပင်ကျိုးကြတယ်ပေါ့နော်အဲ့လိုခေါမိုးတွေလည်းပေါက်တယ်အဲ့လိုမျိုးမုံတိုင်းကျတက်တန်ကိုသူတို့ခံခဲ့ရတယ်ပေါ့အဲ့လိုမုံတိုင်းကိုဒီခံခဲ့ရပြီးတဲ့နောက်မှာသူကစိတ်ထဲမှာကဘယ်လိုပြောရမလဲလေးလေးလက်လန်ဖြစ်နေရပေါ့နော်နောက်ပြီးတော့သူတို့ရှိမှာမဟူရຫນွေဘူးဆိုတဲ့ဒီယုံနှန်းပုံမြင်တစ်ခုရှိတယ်ပေါ့ဘာလို့ဆိုတော့အဲ့လိုမျိုးဒီလိုလေတွေမိုးတွေတိုက်မြူတွေစားအဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးຫນွေဦးရတီမှာအဲ့လိုမျိုးဖြစ်ပြီးဆိုရင်ဒါတခုပဲဆိုပြီးတော့ဟောပေါ့ဘယ်လိုပြောမလဲလူတွေပြောကြတာရှိတယ်နောက်ပြီးတော့ဒီမြားကောင်းပေါ့နော် project ဆိုတာရှိတယ်မြားကောင်း project ဆိုတာကြတော့သူကဘယ်လိုမျိုးလဲဆိုတော့ပြည်တော်တို့သူတို့နေမီနဲ့တက်မှတ်ပြီးအဲ့မြားကောင်း project ပေါ့နော်မြားကောင်း project ဆိုတာဘာကြီးလဲနောက်ပြီးဘာတွေလုပ်နေရလဲဆိုတာကိုမသိကြဘူးဒီမျိုးကသူတွေကဒါပေမဲ့မြားကောင်း project အကြောင်းကကြတော့ဒီမျိုးနယ်မှာကြတော့ပြင်းပြင်းထန်ထန်ရှိတယ်မြားကောင်း project ဆိုတာလုပ်နေတယ်ဒါပေမဲ့မြားကောင်း project ဆိုတာကတဘာဝလုံးအရာတွေနဲ့ပတ်သက်ပြီးလုပ်နေတယ်ဆိုပြီးတော့မှသူတို့ကဒီပြောစကားရှိတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းတက်တည်တော့မပြနိုင်ဘူးပေါ့ဒါပေမဲ့တကယ်ကြီးများကောင်း project ကရှိနေရပေါ့အဲ့လိုပုံစံမျိုးပေါ့ဆိုတော့အဲ့လိုဖြစ်တဲ့အကြောင်းကိုလည်းဒီ David ကိုသူ့အတီတယောက်ပြောပြခဲ့ရပါတော့ဒီလိုနဲ့ပေါ့နော်ဒီ David ကဒီမှုန်တိုင်းကြီးကြုံပြီးသွားရင်နောက်သူ့အိမ်ကိုလည်းဒီပြန်လဲပေါ့နော်ပြင်ဆင်ရေးတွေလုံးဝမှာရှိတယ်အဲ့လိုမျိုးတွေဖြစ်ပြီးတော့သူပြန်လဲပြင်ဆင်ရေးတွေအနေငယ်လုပ်ပြီးသွားတဲ့အချိန်ပေါ့နော်တစ်ပင်လေးပါကြီးဆိုလို့ရှိရင်လည်းပြန်ပြီးဖြတ်တောက်ပြီးသွားတဲ့အချိန်မှာဆိုရင်သူကဘယ်လိုပြောရမလဲအခုမျိုးတွေကိုသွားပြီးတော့ပေါ့နော်ဈေးသွားဝယ်ဖို့ပေါ့ဈေးသွားဝယ်ဖို့သူ့သားနဲ့သူနဲ့ဈေးသွားဝယ်မယ်ဆိုပြီးတော့မှထွက်လာခဲ့ရပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့ရဲ့မိတ်ဆွေတယောက်လည်းပါတယ်အဲ့မိတ်ဆွေကကြတော့ဘယ်လိုပြောရမလဲသူကငကိုတဲ့အဲ့မိတ်ဆွေကိုတိတ်ပြီးသဘောကျတဲ့ပုံမပေါ်ဘူးပေါ့နော် David ကတိတ်ပြီးသဘောကျတဲ့ပုံမပေါ်ဘူးဘာလို့ဆိုအဲ့မိတ်ဆွေကကြတော့ပြောရမယ်ဆိုရင်မိတ်ဆွေဆိုပေမဲ့သူနဲ့အမြဲလိုကကြောက်ကစားဖြစ်နေတာပါတယ်နောက်ပြီးအဲ့မိတ်ဆွေကသူ့မိန်းမပေါ်လည်းနည်းနည်း
ပေါ့နော်မယိုးမသားပေါ့အဲ့လိုလည်းရှိတယ်ပေါ့နော်အဲ့လိုသဘောဖြစ်နေတဲ့အခါကျတော့သူကြိုက်တော့မကြိုက်ဘူးဒါပေမဲ့ဒီမိတ်ဆွေလည်းဖြစ်နေတယ်အိမ်နီးနားချင်းလည်းဖြစ်နေတယ်ဆိုတဲ့အပေါ်မှာသူတူတူခေါ်လာတယ်ပေါ့နော်ဒီစူပါမားကတ်ကိုသွားဖို့အတွက်ဆိုပြီးသူတူတူခေါ်လာရဲ့လက်တစ်လျှောက်လုံးမှာဘာဖြစ်နေလဲဆိုတော့မြူတွေကတအားဆိုင်မြူကဘယ်လောက်ထိအောင်ဆိုင်နေလဲဆိုတော့အရှိကိုတိတ်ပြီးတော့မမြင်ရတဲ့အနေအထားမှာရှိရပေါ့နော်အဲ့လိုမျိုးမြူတွေဆိုင်နေတယ်အဲ့ဒီအချိန်မှာသူတို့ကားမောင်းမယ်သူတို့၃ယောက်ပေါ့နော်ဘီလီရယ်ဒေးဗစ်ရယ်တောင်ပြီးတော့သူ့ရဲ့တငယ်ချင်းရယ်ပေါ့ပြောမယ်ဆိုတငယ်ချင်းဆိုတာမိတ်ဆွေပေါ့နော်မိတ်ဆွေရယ်သူတို့၃ယောက်ကစူပါမားကတ်ကိုရောက်လာရမယ်ဆိုရင်သူတို့ကမုံတိုင်းကိုကြုံလိုက်ရတာဖြစ်တဲ့အခါကျတော့ဘလို့တွေရှိလဲဆိုရင်ဟိုရက်စစ်တာပြတ်တောက်မှုတွေရှိတယ်အဲ့ဒါကြောင့်မို့လို့ဟိုဆေးဆိုင်နေပါတယ်ဆိုလို့ရှိရင်တကားတွေပေါ့နော်ပင်မတကားတွေကိုဖွင့်ထားတယ်ပါဆိုလေကောင်းလေတန်ရအောင်လို့နောက်ပြီးတော့စူပါမားကတ်ဆိုရင်လည်းအရင်ကလောက်ပေါ့နော်ပုံမှန်ဆိုရင်ပြည်စုံတို့ဒီမှာလဲပေါ့နော်ဟိုအပြင်မှာတအားပူနေလို့ရှိရင်စူပါမားကတ်တွေဝယ်လိုက်လို့ရှိရင်အေးသွားတာပေါ့နော်အဲ့ဒါကြောင့်တချို့အပူရှောင်တာတွေပါလို့ရှိရပေါ့နော်အဲ့လိုမျိုးပေါ့သူတို့မှလည်းအဲ့လိုပဲအရင်တော့ကကျတော့စူပါမားကတ်တွေကလုံးဝအေးနေပြီမဲ့အဲ့တော့ကကျတော့သူကဒီရက်စစ်တွေတအားပြတ်တောက်မှုကြောင့်မို့လို့ဆိုပြီးမအေးဘူးပေါ့နော်ဒါမဲ့ဒီအနှဲငယ်တော့ဟိုအလုတ်တရားဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတခါးတွေတော့ပိတ်ထားပါတော့သူမှန်တခါးတွေပေါ့ဒါမဲ့တချို့အပြင်ပဆိုင်ငယ်တွေကြတော့တခါးတွေကုန်ဖွင့်ထားပါအဲ့ဒါလေးတွေသူတို့မြင်ခဲ့ရတယ်ပေါ့မြင်ခဲ့ရပြီးတော့သူတို့ဒီစူပါမားကတ်ထဲကိုဝင်သွားပြီးသူတို့ဆေးဝယ်ကြတာပေါ့နော်အဲ့အချိန်မှာရုပ်တရက်ဘာဖြစ်လဲဆိုတော့အဲ့လိုအော်တန်နေကြားတယ်ကြားပြီးတော့ဘာလို့လူတွေစုယုံဒီဝင်ပေါက်နားမှာဖြစ်နေရပါတော့စုယုံပြစ်နေတဲ့အချိန်မှာသူတို့နှစ်ယောက်ကဘာလုပ်လဲဆိုတော့သွားကြည့်ရပါတော့သူတို့၃ယောက်ပေါ့နော်၃ယောက်ပေါ့သွားကြည့်ကြဒါဘာဖြစ်နေရလဲဆိုဖြစ်ချင်တော့အမှဘာဖြစ်လဲဆိုတော့လုံးဝဟိုဘက်တွေပေါ့နော်တခြားကားပါကင်းတို့ဘာလို့တော့မမြင်ရတော့တဲ့အထိမြူတို့ကပိတ်နေတာမြူတို့ကပိတ်နေတော့အော်ပထမတော့ဒီတိုင်းမြူပိတ်နေရပေါ့ဒါပေမဲ့အမှအဖိုးကြီးတယောက်ပေါ့နော်အဖိုးကြီးတယောက်ကနှာခေါင်းသွေးရှက်ပြီးတော့သွေးတွေနဲ့အဲ့လိုစူပါမားကတ်တွေကိုပြန်ဝင်လာပြီးတော့ဘာပြောလဲဆိုတော့ပေါ့နော်သူတေသွားပြီပေါ့နော်တက်ခံလိုက်ရပြီဆိုပြီးပြောတော့အော်ဘာလဲပေါ့ရုပ်တရက်ကြီးထူးထူးဆန်းဆန်းကြီးဆိုတော့ဘာဖြစ်တာလဲဆိုတော့မြူကနေပြီးတော့အဲ့ဒီသူရဲ့အတိကိုဘယ်လိုလဲစောက်ယူသွားပြီးတော့မှလုံးဝပျောက်ကွယ်သွားတာပေါ့နော်အော်တန်နေနဲ့သူပျောက်ကွယ်သွားတာအဲ့လိုမျိုးထူးထူးခြားခြားကြီးစပြီးတော့မှဖြစ်တယ်ဖြစ်လာတော့ဟာဘာလဲပေါ့အဲ့လိုနဲ့သူတို့တခါတွေပဲပြန်ပိတ်ပြီးတော့အထဲကိုပြန်ဝင်လာကြအဲ့ချိန်မှာပထမကတော့ဟိုတချို့လူတွေကြတော့လဲဩဒါကြီးကဘာကြီးလဲဆိုပြီးဒီတိုင်းပေါ့ပဲပေါ့နော်ဟိုဈေးဆက်ဝယ်နေကြတဲ့သူတွေရှိရတာမဟုတ်ဒါကမြားကောင်း project လားဒါမှမဟုတ်ဟိုပေါ့နော်ဒီမြူတို့ထဲမှာတကယ်ကြီးတစ်ခုရှိနေရလားပေါ့အဲ့လိုမျိုးပေါ့အဲ့လိုတွေအေးပေါ့နော်တယောက်အတွေးမြင်နေမတူဘဲနဲ့အဲ့လိုမျိုးစူပါမားကတ်တွေမှာအကုန်လုံးကဆက်ရှိနေရပေါ့ဒါပေမဲ့ဖြစ်ချင်တော့ဘာဖြစ်လဲဆိုတော့ကောင်လေးတယောက်ကသူကဈေးဝယ်ပြီးသွားပြီဆိုပြီးတော့ပြန်မှုဆိုပြီးတခါဖွင့်ပြီးတော့ထွက်လိုက်တယ်ပေါ့နော်အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ဒီမြူတွေကအကောင့်တစ်ကောင်ပေါ့နော်ပြီးတော့လက်တန်လိုဟာမျိုးကနေသူ့ကိုဆွဲယူသွားပြီးတော့ဟိုပြောမလို့ရဲဆက်ပေါ့နော်တက်ပြက်လိုက်တဲ့သဘောမှရှိရပေါ့နော်အဲ့လိုမျိုးညှက်သူကလက်တန်ဆိုတော့အဲ့လိုရေပေါ်ရဲ့လက်တန်လိုဟာမျိုးမှသူအဲ့လိုညှက်တက်လိုက်တယ်လို့မျိုးပေါ့အဲ့ဒါနဲ့အကုန်လုံးကလက်ဖြန့်သွားတာပေါ့ဟိုကလေးတွေဆိုလို့ရှိရင်လည်းငိုအဲ့လိုတွေဖြစ်သွားတော့သူတို့ကအဲ့ချိန်ကြတော့မှဒါကတကယ်ကိုအရေးကြီးတဲ့ saturation ဖြစ်နေပြီဆိုပြီးတော့မှတတိထားမိသွားပြီးအကုန်လုံးကိုဘယ်သူမှပြင်မထွက်ဖို့ပြောတယ်ဒါပေမဲ့ဟိုအကုန်လုံးထိတ်လန့်နေတော့အိမ်ပြန်မြင်အိမ်ပြန်ကျင်ကြတဲ့သူတွေရှိတယ်မဟုတ်ဘဲနဲ့အငြင်းများလို့ဆိုပြီးတော့ဒီထဲမှာပဲဆက်နေတဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုနဲ့ဒေးဗစ်တို့ရောတခြားသူတွေကပါစီယုံပြီးတော့မှဒီလူတွေကိုပြင်မထွက်ဖို့ပြောတယ်ပေါ့နော်ဘာလို့အပြင်ထွက်သမျှလူတွေအကုန်လုံးကဒီတိတ်ဆုံးသွားခဲ့တာဆိုတော့လေအဲ့လိုဖြစ်လာတော့ဟိုပေါ့ဒီဒေးဗစ်တို့ကလည်းပြောမယ်ဆိုကြောက်နေရပါတော့ဒါကဘာဖြစ်တာလဲပေါ့အဲ့လိုပုံစံမျိုးဖြစ်နေရပါအဲ့လိုနေပေါ့နော်ဒေးဗစ်ကလည်းပြောမယ်ဆိုကြောက်နေရပါတော့ဘာလို့ဆိုတော့အပြင်မှာကလည်းဘာတွေဖြစ်နေမှမသိဒါပေမဲ့သူကိုယ်တိုင်ကလည်းအပြင်ဒီမထွက်ဖို့ပြောတဲ့ဖွဲ့ရပါတော့ဘာလို့ဆိုတော့အပြင်ထွက်တဲ့သူတိုင်းတေသွားတာဆိုတော့ဒီအပြင်မထွက်ဖို့သူကိုယ်တိုင်ကလည်းလိုက်တားပေးရပေါ့ဒီလိုနဲ့သူတို့၃ယောက်ကဒီစူပါမားကတ်မှာပဲဆက်နေပြစ်တယ်ပေါ့နော်ဆက်နေပြစ်တော့ဒါပေမဲ့အဲ့ဒီနေရာမှာပေါ့နော်နည်းနည်းလေးဟိုရတာပိုင်းရဆိုလို့ရှိရင်ဘယ်လိုမျိုးခံစားရလဲဆိုတော့ပြည်စုံလို့ဇွန်ဘီကားတွေပါကြည့်တယ်လေဇွန်ဘီကားတွေပါကြည့်လို့ရှိရင်သူတို့ဒီလူချင်းတွေ့သွားပြီဆိုလို့ရှိရင်အလဲမှာဖြတ်တန်းတဲ့ပုံစံပေါ့နော်အဲ့လိုပုံစံလိုမျိုးသူကခံစားရစီတယ်ပေါ့နော်အဲ့ဒီအချိန်မှာအဲ့ဒီမှာဘာတွေတွေ့ရလဲဆိုတော့လူတွေရဲ့စိတ်ဓာတ်တွေပေါ့နော်ဘာလဲဆိုတော့စူပါမားကတ်ဖြစ်တဲ့အတွက်ကြောင့်မုတ်တွေဘီယာတွေအေးတွေဓ
ဒါမျိုးတွေလိုသမျှအစားအသောက်တွေအများကြီးရှိတယ်နောက်ပစ္စည်းတွေရှိရပေါ့နော်တချို့ကျတော့ပစ္စည်းတွေကိုဆွဲပြီးတော့ပြေးဖို့လုပ်တာပစ္စည်းတွေကိုဆွဲပြီးပြေးဖို့လုပ်တယ်ပေါ့နော်ဒီတိုင်းပတ်စံမရှင်းမနဲ့ပြေးဖို့လုပ်တယ်ပေါ့တချို့ကျတော့လည်းအိမ်မှာရှိတဲ့ဘီယာတွေအကုန်လုံးယောက်ျားလေးကြဘီယာတွေအကုန်လုံးတောက်အဲ့လိုနဲ့တချို့ဒီပေါ့နော်ဒီအယောင်တာဝန်ခံကကြတော့ဗာလဲဆိုသူတို့အကုန်လုံးစရင်လိုက်မှတ်တယ်နည်းနည်းရည်စရာတော့ကောင်းတော့ပေါ့နော်ဘာလို့ဆိုစရင်လိုက်မှတ်တယ်ဒီဖြစ်ရကြီးပြီးသွားလို့ရှိရင်သူတို့ပတ်စံပေးအောင်ဆိုပြီးတော့ဒီရောအောင်ဆိုပြီးတော့မစရင်တွေလိုက်မှတ်တယ်အဲ့လိုပေါ့နော်ဒါလူတွေကဝယုံသုံးကားဖြစ်နေတဲ့အချိန်မှာပေါ့နော်ဒီဘယ်လိုပြောရမလဲအဲ့ဒါအလက်တုတ်တယ်လို့ပြောရမလားလို့မျိုးလောက်ရက်တွေနဲ့နောက်ပြီးတော့အချောင်လိုချင်တဲ့စိတ်တွေပေါ့နော်အဲ့ဒါမျိုးတွေတွေ့ရတယ်ဒါမဲ့လည်းဒေးဗစ်တို့ကကြတော့ဘယ်လိုပြောရမလဲအဲ့ဒီမှာတင်သူတို့ကဆက်နေမယ်ဆိုပြီးတော့ဟိုလိုမျိုးကြီးတော့ဒီမှာပဲခြေချမယ်တွေးထားရမှာမဟုတ်ဘူးနော်ဒီတိုင်းပဲရက်နေနေမှာဝယုံသုံးကားတွေကလည်းဖြစ်အပြင်ထွက်တဲ့သူကလည်းထွက်တည်တဲ့သူကလည်းတည်အဲ့လိုမျိုးအလဲမှာသူတို့ကဒီတိုင်းကိုကြောင်နေတာပေါ့နော်ဘာမှလုံးဘာလုံးလို့လောက်ရမှမသိဘူးပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာအခြေအနေကိုအရင်ဆုံးတည်ငြိမ်အောင်လုပ်ရမယ်ဆိုပြီးတော့မှသူကအကုန်လုံးကိုဒီလိုလုပ်နေတာရပ်ဖို့ပြီးတော့လို့ရှိရင်တေချာဆွေးနွေးပြီးသွားတော့မှပဲအပြင်ထွက်တင်လားဒါမှမဟုတ်ဒီထဲမှာပဲနေမလားဆိုတာဆုံးဖြတ်ဖို့ပြောပြီးတော့အခြေအနေတွေကိုသူခဏပေါ့နော်တည်ငြိမ်အောင်လုပ်လိုက်တည်ငြိမ်အောင်လုပ်လိုက်ပြီးသွားတော့မှဘာလုပ်လဲဆိုတော့သူတို့စပြီးတော့မှနေကြမလားဒါမှမဟုတ်ဒီဆက်ပြီးတော့သွားမလားပေါ့နော်အပြင်ထွက်ပြီးတော့မိသားစုတွေရှိပြန်မလားပေါ့အဲ့လိုမျိုးနဲ့ပဲဆက်ပြီးတော့ဆုံးဖြတ်နေကြတယ်ပေါ့နော်ဒါပေမဲ့ပြည်စုံဒီနောက်ထပ်ပေါ့နော်နောက်ထပ်တစ်ပိုင်းကိုကြတော့အခုဒီ The Miss ကတော့မပြီးသေးဘူးပေါ့နော်နောက်ကြလို့ရှိရင်သူတို့ဘယ်လို decision ချမှာလဲအပြင်ထွက်မှာလားဒါမှမဟုတ်ဒီထဲမှာပဲဆက်နေမှာလားနောက်ပြီးတော့အပြင်ကခုနကပြောတဲ့လက်တန်ကြီးတွေဆိုတာလည်းဖာကြီးလေပေါ့နော်ခုနကပြောသူရေပွဲလားဒါပေမဲ့ရေပွဲဆိုတာလည်းကုန်းပေါ်မှာပေါ့နော်အဲ့လိုဆိုတော့နောက်ပြီးတော့သူကရေပွဲ site တွေမဟုတ်တော်တော်ကိုကြီးမားတယ်ပေါ့နော်အဲ့လို10ပေလောက်ရှိမယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တဲ့အခါကျတော့ဘလို့တရဝါမျိုးလဲနောက်ပြီးတော့သူတို့ကဖဲကနေလာရတယ်ပေါ့နော်အဲ့ဒါတော့ပြည်စုံပတ်2ပေါ့နော်ဒီလင်းခန့်ရဲ့မျိုးကိုဒီဒုတိယအပိုင်းနေနဲ့ပြည်စုံဆက်ပြီးတော့မှတင်ပေးပါမယ်ဆိုတော့ဒီနေ့တော့ပြည်စုံဒီအလေးကိုဒီလောက်နဲ့ပဲဆုံးသက်ချင်ပါတယ်ဆိုတော့အားလုံးပဲအခုလိုမျိုးကြည့်ရှုပေးကြလို့လေကျေးဇူးတင်ပါတယ်လို့ဆိုရင်တော့တတ